ပြဿနာလည်းဘူးမှလည်းမရှိပါဘူးခုနကောင်မလေးကဘယ်ရောက်သွားလဲမူကျူပြခံလို့မင်းရတော့မှာလားမီးလောင်ရင်လည်းအသားကင်နဲ့နေရောမှုန်းမန်နေရမှာပေါ့မဟုတ်မှလို့ရောကိုအားနှိုးပြောသလိုတရေမှများဖြစ်နေမှာမလို့မရှိပါဘူးညာဟုတ်ပါလေညာကြောက်စရာမရှိဘူးရှားကြံပြီးကြောက်နေဘာမှမရှိဘူးတဲမှာရော့မရှိဘူးအဲ့ဒါကြီးငါကွာလမ်းမှာကားမောင်းလာရင်လေကောင်မလေးတယောက်ကကားတားလို့ငါလည်းအဖော်ရပြီဆိုပြီးတော့ရက်ပေးလိုက်တာဟာအဲ့မှာအစီဟိုဘာလဲဟိုလမ်းမေးမှာကောင်မလေးတွေအဖော်လိုက်ရောက်နေအေးလေဘာလို့ပွဲခဲ့လဲဩခမရလေအဖော်ဆိုတာခကြီးသွားဖို့ပြောနေတာမာငါလေကောင်မလေးတားတယ်ဆိုပြီးတော့ရက်ပေးလိုက်တာဟင်အဲ့ကောင်မလေးရောအဲ့မှာကလေးကတခါလေးပျောက်သွားတယ်ကြိုက်တယ်ပြီအဲ့ဒါတရေမှာအဲ့ဒါဥစ္စာဆုံးမှာအခုတော့ကျွန်တော်ကားပေါ်မှာတွေ့လိုက်တာလဲလीအဲ့ဒါတရေတော့ဖြစ်ရမယ်ကိုကလေဗျာ तू ဘယ်ကိုပျောက်သွားလဲဆိုလိုက်မရှာဘူးလားညာအီးမင်းကွာဒီလောက်မှောင်မဲနေငါဘလို့လိုက်ရှာမလဲငါလည်း तू ပျောက်သွားတယ်ချက်ချင်းကိုမြန်မောင်းထွက်လာချိန်သေးပြီညပဲကားတားတယ်ဆိုတော့ဥစ္စာဆုံးမတွေပဲကားတားတာဟာဟိုတဲ့ကမလေးဟိုမโอ้ဒေါ်စည်းခွက်ကိုဒီမှာဒေါ်စည်းခွက်နိုးပြီလားဒီမှာဘယ်လိုလုပ်ဒီရောက်နေရလဲဟိုမြင့်စိတ်မှာလေအဝတ်လျှော်ရင်းနဲ့ကိုရင်မောင်နဲ့တွေ့နေတာအရေးမှာကိုရင်မောင်နဲ့အောင်တွေ့နေသေးတယ်သွားလိုက်တော့အဝတ်လျှော်ဘာလဲအဝတ်လျှော်မှာလေအဝတ်လည်းမလျှော်နဲ့တော့သွားလိုက်တော့ခင်ဗျားပြောသွားလိုက်ဆိုလေ ဒီမှာလည်းငါကိစ္စငါဘာလဲကြုံလုံးရုံလုံးဘာလဲဟာတမျိုးပါလားဟာဘာလဲမသိဘူးကြုံတော့ဟဲ့လေ
ရတယ်အဲ့ဒါကြောက်ချရတာနစ်ချရဟဲ့နစ်ချရဟမ်ဒီအောက်စားကိုကြောက်ဖြစ်နိုင်လားပြော ခင်ဗျာကြောက်မစုံကြရကြောက်ချင်ရပါဘူးဒါအဖေချင်ရအဖေချင်ရ ဘာလဲချရလဲဟမ်နစ်ချရဟဲ့ဒီမှာနေမရှိတာ ကြောက်မဟုတ်ဘူးခင်ဗျာပြောပြီးတော့ခင်ဗျာ အော်နေမဟုတ်ဆိုကိုလားဟမ်ကိုဆိုတာမြလေချကျွေးမှာစားတဲ့လူနင်းလို့မညစ်ပတ်ဘူးဟဲ့ မဟုတ်ပါဘူးလို့ပြောနေဗျာ နင်းမညင်လာပြောညင်ဆိုတာစေးကြောင်းတာကိုရဲ့တန်ရှင်တော့အမြဲတမ်းလုံနေလူနော်စားတာတောက်တာတနက်ချင်းနေတာနင်းတော့မညစ်ပတ်ဘူးဟဲ့နင်းမစားတော့ဘယ်သူစားမလဲဒီအိမ်မှာ ကြောက်မဟုတ်လို့ခင်ဗျာပြောပြီးတော့ခင်ဗျားဒါလေညဘက်အဲ့ပြီးရောင်းလုံး6ပြပောက်ပြလောက်တာခင်ဗျာ ငါမဟုတ်ဘူးဟဲ့နင်းလုံနေတာ ခင်ဗျားပြင်ပါမယ်ခင်ဗျာရောင်းလုံး6 နင်းချရတယ်တွေ့နေတဲ့ကိစ္စ ဘာဖြစ်လဲခင်ဗျာဟာလာလိုက်တာကိုရ မင်းဘာလုပ်နေရလဲစောစီတအိမ်လုံးစူညံနေရပဲကွာဒီမှာလဲကြည့်အကုန်ပေပွားနေရဘယ်လိုဖြစ်လာလဲ ဟုတ်တယ်ကျွန်တော်လည်းအဲ့ဒါပဲလိုက်ကြည့်နေတာ ဒါလည်းနင်းလက်ချက်မလားဒါလည်းနင်းလက်ချက်မလားလာဒီမှာစောင်းတစ်ချက်လုံးနဲ့လေပေပွားနေတာပဲ ဟာအဲ့ဒါကျွန်တော်တောင်အဲ့အာနိုးပေါ့ဆရာတပည့်အာနိုးလည်းကြည့်ပြောပါဦးကျမ်းမာရေးအတွက်လေတိမ်လုံးများပတ်ပြေးနေတာမသိဘူးတိမ်လုံးကရှုပ်ွက်ချရရတယ်ကြီးပဲသမင်းရဟင်းညင်တွေကိုလည်းလေနှိုက်စားထားတာပွားနေတာပဲတိမ်လုံးတက်ရှိလို့တော့မစိတ်နဲ့ပါ အကျော်ပြဘူးတော့ဟာစီ ဟာခမရမလုပ်လို့ဘယ်သူလုပ်လဲညီမင်းလုပ်တာ ဟာကိုကလှုပ်เสียလားဗျ ဒါဆိုဘယ်သူလဲ တန်ကြီးလို့တော့လည်းငါပဲဆက်တော့ပြုတ်တော့လည်းငါပဲနေတဲ့ငါပဲလုပ်နေရတကူမှအကူကြီးမရရဲ့က โอ้ဘယ်လိုဖြစ်လို့ဒီမှာလာတိုင်းနေရလဲ sorry အစီ ငါတို့၃ယောက်စလုံးမဟုတ်ဘူးဆိုရင်တော့ဖြစ်နိုင်ကြီးကဒေါ်စည်းကွက်ပဲရှိတယ်အဲ့မိန်းမကြီးထုံးစံတိုင်းညဘက်အိပ်ပျော်ရင်ကနေရောင်ပြီးတော့ရှောက်လို့တာဖြစ်မယ် ဟာဒါဆိုမင်းညာညှိဆောင်ယူသွားတာဒေါ်စည်းကွက်ပေါ့ဟာကိုကလည်းမဖြစ်နိုင်ပါဘူးဒေါ်စည်းကွက်ကအိမ်ထဲမှာပဲနေတာလေပြီးတော့ရှွန့်ပင်နေတဲ့ခြေရာတွေကဒေါ်စည်းကွက်စီကမဖြစ်နိုင်ဘူးညာညှိစိတ်ထင်ကိုပြောရရင်မင်းညာအိမ်ကိုတခိုးဝင်တာပဲဖြစ်ရ ဟာမင်းကလေတခိုးဝင်စားကျွန်းစားကြံလေးတွေစားပြီးမင်းဆောင်ထဲကွက်ခိုးမလားအကုန်ပါသွားမှာပေါ့ တခိုးမဟုတ်ဘူးတခိုးမဟုတ်ဘူးဒေါ်စည်းကွက်လည်းမဟုတ်ဘူးခင်ဗျဖြစ်နိုင်ကြီးရှိတာကအစီကောင်းမှာပါလားတရေမှများလားမသိအစီ မင်းရပဲဗျာ တရေတစ်စင်ဆိုတာတကယ်မရှိပါဘူးညာ ဟာညီမစမကြီးနဲ့မင်းအစီကောင်းငါမျက်လုံးတိကျတူးလိုက်ရတာတရေမှညီ အများလေဗျာမရှိပါဘူးဆိုခင်ဗျမင်းညာအကြောက်လုံပြီးတော့ခင်ဗျအမြင်မားနေတာ ရှိတယ်ငါမျက်လုံးနဲ့မြင်ရလို့ငါပြောနေတာညီညာ မရှိပါဘူးဆို ကဲတော်ပြီနှစ်ယောက်စလုံးညင်းမနေနဲ့တော့နော်တရေလားတစေလားတခိုးလားဒေါ်စည်းကွက်လားဒီညလက်တွေ့သိရအောင်ဒေါ်စည်းကွက်အိတ်နေတဲ့အချိန်ကျရင်သူ့အခန်းတကားကိုတော့ခတ်ပြီးတော့အမိဖမ်းမယ် တရေဖြစ်နေတော့အစီ တရေလည်းဖမ်းမယ်ဗျာ တရေမှဆိုရင် တရေမှလည်းဖမ်းပါပဲ အဲ့ဒါမသိဘူးကျွန်တော်ဖုန်းကြောင်းသွားအိတ်တော့ဟာကွာတို့ခင်ဗျအဲ့လိုသစ္စာမဖောက်နဲ့လေဗျာ ဟာကြောက်တယ်ကွာ မရဘူးဗျာ